ဒေါသကိုထိန်းချုပ်နိုင်ဖို့နီလန်းလေးတွေဒေါသတွေကိုထိန်းချုပ်နိုင်ဖို့အတွက်ကျွန်တော်ဖတ်ဖူးတဲ့နီလန်းလေးတွေကိုမျှဝေပေးပါမယ်နံပါတ်1ကိုမကြိတ်တာတွေကိုပုံမှန်လင်းလင်းပြောပြထားပါဒေါသဆိုတာပတ်ဝန်းကျင်ကအာယုံတွေနဲ့ကိုယ့်ရဲ့အာယုံခံစားနိုင်စွမ်းနဲ့ထိတွေ့မှဖြစ်လာတာမို့ကိုမကြိတ်တာတွေကိုပုံမှန်လင်းလင်းပြောပြထားပါဥပမာကိုကိုအရက်ပူတယ်လို့စရင်မကြိတ်ဘူးဆိုရင်ဒါကိုတငယ်ချင်းတွေသိအောင်ပြောပြထားအဲ့ဒီလိုစတာကိုမကြားရရင်ကိုလေးဒေါသမဖြစ်ရတော့ဘူးပေါ့နံပါတ်2တတိကိုလေ့ကျင့်ပါပတ်ဝန်းကျင်ဆိုတာကတော့အလုံးစုံထိန်းချုပ်ထားဖို့မဖြစ်နိုင်ပါဘူးကိုပြောထားလို့တငယ်ချင်းတွေကမစပေမဲ့သစိမ်းတွေကဗော်ဒီရှင်းမီလုံနိုင်သေးတာပဲဒါကြောင့်ပို့ပြီးလက်တွေ့ကြတာကိုစိတ်ကိုလေ့ကျင့်ထားဖို့ပါကိုမကြိတ်တာတစ်ခုခုကိုမြင်လိုက်ကြားလိုက်လို့ဒေါသထွက်လာပြီဆိုရင်အဲ့ဒီလိုထွက်နေမှန်းသိရမယ်ဒါကိုတတိကောင်းကောင်းနဲ့ထိန်းနိုင်ရမယ်တတိကောင်းတဲ့သူကဒေါသထွက်နေရင်ထွက်မှန်းသိတယ်ဒါဆိုရင်ဒေါသကိုထိန်းချုပ်ဖို့ပိုလွယ်သွားပါတယ်နံပါတ်3ဒေါသရဲ့နောက်ဆက်တွဲပြဿနာတွေကိုမြင်အောင်ကြည့်ပေးပါလူဆိုတာဒေါသထွက်လာရင်ဥနှောက်တွေထူပူသွားပါတယ်တခြားမကောင်းတဲ့စိတ်တွေဝင်လာတတ်ပါတယ်လှုပ်ချစ်ကြကြမစင်စားနိုင်တော့ပဲအမားတွေဆက်တိတ်ကျူးလွန်မိပါတယ်ဒေါသပြစ်သွားပြီဆိုရင်ပုံမှန်ဖြစ်သွားရောဒါပေမဲ့အမားတွေနဲ့နောင်တတွေကပြန်ပြင်လို့မရတော့ပါဘူးဒါကြောင့်ဒေါသထွက်လာရင်သူ့ရဲ့နောက်ဆက်တွဲပြဿနာတွေကိုကြိုပြီးမြင်အောင်ကြည့်မယ်ဆိုရင်ဒေါသကိုထိန်းချုပ်ရတာပိုလွယ်ကူသွားပါလိမ့်မယ်နံပါတ်4ဒေါသတအားထွက်လာပြီဆိုရင်အာယုံလွှဲပါတတိတရားမကောင်းတဲ့လူတွေဒေါသတအားထွက်လာပြီဆိုရင်ထိန်းချုပ်ရတာမလွယ်တော့ပါဘူးအဲ့ဒီအခါဘာလို့ရမလဲဆိုတော့ရှောင်ထွက်သွားပြီးတနေရာမှာထွက်ပေါက်ကလေးပေးလိုက်ရပါမယ်ဒေါသထွက်เสียနေရာကနေခြုံထွက်သွားတာမျိုးဒေါသဖြစ်เสียကိစ္စတွေကိုအာယုံလွှဲလိုက်တာမျိုးလုပ်ရပါမယ်ဒါဆိုရင်စကားလွန်သွားတာတော့လက်လွန်သွားတာတော့မဖြစ်တော့ဘူးပေါ့ဒေါသကြောင့်တငယ်ချင်းကောင်းတွေဆုံးရှုံးသွားနိုင်တယ်မိတ်ဆွေကောင်းတွေဆုံးရှုံးသွားနိုင်တယ်ချစ်သူခင်သူအချင်းချင်းဆက်ဆံရေးကောင်းတွေဆုံးရှုံးသွားနိုင်တယ်ဆရာကောင်းတွေဆုံးရှုံးသွားနိုင်တယ်ရှစ်ရှင်းမေတ္တာတွေဆုံးရှုံးသွားနိုင်တယ်အရာအလုံးတော်ဆုံးရှုံးသွားနိုင်ပါတယ်ဒေါသထွက်ခြင်းဟာမိနစ်ပိုင်းသာကြာပေမဲ့ဆုံးရှုံးမှုတွေကတော့ကြီးမားလွန်းပါတယ်အဲ့ဒီမိနစ်ပိုင်းဒေါသလေးကိုထိန်းချုပ်နိုင်ဖို့အတွက်ကတော့အချိန်အများကြီးယူပြီးလက်ကျင့်ရပါလိမ့်မယ်ဒေါသကိုထိန်းချုပ်နိုင်ဖို့မိတ်ဆွေတို့ရဲ့အတွေးအမြင်ထင်မြင်ချက်တွေကိုလေကွန်မန့်မှာရေးပေးခဲ့ကြပါအောင်ဗျဒေါသကင်း၍အေးငြိမ်းကြပါစေ